မင်္ဂလာပါဗျာဒီနေ့ကျွန်တော်ငပြောဘူးတုတ်ပါမယ်ငပြောဘူးရခိုင်လိုတုတ်ပါမယ်ဗျအရင်ဆုံးကျွန်တော်အပြင်ကအရင်တွေကိုခွာပါမယ်ဗျအပြင်ကအရင်က3ဖက်4ဖက်လောက်ဆိုရပါပြီဗျခွာပြီးသွားပြီဆိုတော့ကျွန်တော်မပြောဘူးလေးစိတ်စိတ်ပါမယ်ဗျလေးစိတ်စိတ်ပြီးသွားပြီဆိုတော့ကျွန်တော်အလဲကဥတိုင်းလေးလည်းထုတ်ပါမယ်ဥတိုင်းကတော့နည်းနည်းခါတက်တက်လေးမို့လို့ပါနော်ဥတိုင်းလည်းထုတ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ကရေမြမြလေးနဲ့စားလေးနဲ့ထည့်ပြီးဆေးပါမယ်ဗျဆေးပြီးပြီဆိုတော့ကျွန်တော်ရေစစ်ထားပါမယ်မပြောဘူးစားပြောဖို့အတွက်ရေနွေးတက်ပါမယ်ရေနွေးမှာကျွန်တော်စားလေးနဲ့ထည့်ပါမယ်ရေနွေးစုမှာပဲကျွန်တော်ငပြောဘူးထည့်ပါမယ်ရေနွေးစုပြီဆိုတော့ကျွန်တော်ငပြောဘူးစားထည့်ပါမယ်ငပြောဘူးထည့်ပြီးကျွန်တော်နောက်ထပ်9မိနစ်လောက်အဖုံးအုပ်ပြီးတော့ထပ်ပြီးတော့ပြုတ်ပါမယ်ဗျမပြောဘူးလဲနူးပြီဆိုတော့ကျွန်တော်ထုတ်ပြီးတော့ရေအေးလေးနဲ့ပြန်ဆေးပါမယ်ရေအေးလေးနဲ့ဆေးပြီးသွားလို့ရှိရင်တော့ကျွန်တော်ရေစစ်ထားပါမယ်အခုတော့ငပြောဘူးတော့ဖို့အတွက်နောက်ဆုံးဆင့်ကိုရောက်ပါပြီဗျငပြောဘူးလေးကပုံမှန်ဆိုခါတက်တက်လေးပါရေနည်းနဲ့ပြုတ်လိုက်တော့ခါတက်တက်လေးကပျောက်သွားပါတယ်ဗျအခုတော့ကျွန်တော်ငပြောဘူးတော့ဖို့အတွက်တက်သေးလေးညှပ်ပါမယ်ဗျအခုတော့ငပြောဘူးတော့ဖို့အတွက်ငရုတ်သီးစိမ်းကိုပြုတ်ပါမယ်ငရုတ်သီးစိမ်းကိုရေလေးနည်းနည်းထည့်ပြီးတော့ပြုတ်ပါမယ်ဗျရေလေးခမ်းသွားတဲ့အထိပါပြီးရင်နည်းနည်းလှော်ထားပါမယ်ရေလေးခမ်းသွားရပါပြီဗျငပိကိုပါကျွန်တော်မိခင်ပါမယ်ငပိကိုကျွန်တော်ဒဲဦးထဲမှာထည့်ပြီးတော့မိခင်လိုက်ပါမယ်ကဲငပိလည်းရပြီဆိုတော့ကျွန်တော်အစင်သစ်ပါကြက်သွန်နီကြက်သွန်ဖြူငရုတ်ကောင်းငပိငရုတ်သီးစိမ်းအစင်သစ်ပါကျွန်တော်ငရုတ်သီးစထောင်းပါမယ်ကဲငရုတ်သီးကိုညှအောင်ထားပါမယ်ဗျာငရုတ်သီးလည်းကြက်ပြီဆိုတော့ကျွန်တော်တံမြာသီးလေးအစင်သစ်လောက်ထားပါမယ်ကဲငပြောဘူးစားတော့လို့ရပါပြီငပြောဘူးစားတော့ပါတော့မယ်ငရုတ်သီးထောင်းထည့်ပါမယ်ကဲပြီးကြက်သွန်နီထည့်ပါမယ်ပြီးတော့စားရှမုန်ထည့်ပြီးတော့ကျွန်တော်တံပြာကြီးညှစ်လိုက်ပါမယ်ရောဆက်အောင်ကျွန်တော်နာနာလေးနေပြီးတော့စားတော့ပါမယ်ဗျမပြောဘူးကိုကျွန်တော်ရှင်တယ်ပြီးစားလို့ရတယ်လို့ရှက်စားလို့လည်းရပါတယ်အခုတော့ကျွန်တော်ရခိုင်တုတ်ထားတော့တယ်ဆက်အောင်တေချာလေးတုတ်ပါမယ်ကဲဒီနေ့တော့ကျွန်တော်ငပြောဘူးရခိုင်တုတ်နဲ့စားပါမယ်ငပြောဘူးရခိုင်တုတ်ရပါပြီခင်ဗျာရှယ်ပါပဲရှင်ငန်းဆက်အားလုံးပဲစားကြပါဦးအဲ့ဆိုလို့လည်းအိမ်မှာတုတ်စားကြည့်နော်